အတွင်းတိမ်မခွဲစိတ်သင့်တဲ့အခြေအနေ6ခုအတွင်းတိမ်ယောဂါကိုကုသတဲ့နည်းလမ်းကတော့ခွဲစိတ်ကုသခြင်းနည်းလမ်းသာဖြစ်ပါတယ်ဒါပေမဲ့အားလုံးသိကြတဲ့အတိုင်းပဲအတွင်းတိမ်ရှိပေမဲ့ခွဲလို့မရတဲ့အခြေအနေတွေဆရာဝန်တွေကရှင်းပြလေးရှိပါတယ်အဲ့ဒီထဲမှာဒီအချက်6ချက်ကတော့ဒါအားလုံးလည်းသိထားတဲ့ထင်လို့မျှဝေပေးခြင်းဖြစ်ပါတယ်နံပါတ်1အခြေအနေကတော့ eye infection တစ်ခုခုရှိနေတဲ့အခြေဥပမာအားဖြင့်မျက်သားရောင်တာတို့မျက်ကြည်လွှာရောင်တာတို့မျက်စိအတွင်းပိုင်းရောင်တာတို့အဲ့လိုမျိုးပိုးဝင်ပြီးရောင်တဲ့အခြေအနေတစ်ခုခုရှိနေရင်မျက်စိခွဲစိတ်ပေးလို့မရပါဘူးခွဲစိတ်မဲ့ဆရာဝန်ကတော့အခုလိုမျိုးဒီ infection တစ်ခုခုရှိနေရင်တော့ခွဲမပေးပါဘူးဒါပေမဲ့အဲ့လိုကြီးတဲ့အချိန်မှမရှိဘဲနဲ့ခွဲတဲ့ရက်ချိန်ပေါ့နော်ပြန်ပေးထားတဲ့ခွဲမဲ့ရက်ကြမှာတစ်ခုခုအဲ့လို infection ရှိနေတာတို့မျက်သားရောင်နေတာတို့မျက်ကြည်လွှာအနာဖြစ်နေတာတို့တစ်ခုခုမျက်ကြည်လွှာထခိုင်းမိထားတာတို့အဲ့လိုတစ်ခုခုရှိတယ်ဆိုရင်ဆရာဝန်ကိုအသိပေးသင့်ပါတယ်နံပါတ်2ကတော့ရေပေါင်ချိန်အရင်တက်နေတဲ့အခြေအနေရေပေါင်ချိန်အရင်တက်နေတဲ့အခြေအနေမျိုးဆိုရင်လည်းဒါရေပေါင်ချိန်အရင်ဆုံးချပြီးမှသာအတွင်းတိမ်ကိုခွဲစိတ်ပေးလေးရှိပါတယ်ဒါပေမဲ့ချွင်းချက်တော့ရှိပါတယ် LIG လို့အများစုခေါ်ကြတယ်ပေါ့နော်အတွင်းတိမ်ကြောင့်မို့လို့ဒီရေလမ်းကြောင်းထွက်ပေါက်ပိတ်ပြီးရောရေပေါင်ချိန်အရင်တက်လာတဲ့အခြေအနေအဲ့လိုမျိုးဆိုရင်တော့မဖြစ်မနေအတွင်းတိမ်ကိုခွဲရမှာဖြစ်ပါတယ်နံပါတ်3ချက်ကတော့စီးကြိုအရင်တက်နေတဲ့အချိန်သွေးပေါင်ချိန်တက်နေတဲ့အချိန်သွေးပေါင်ချိန်ရန်တက်နေတဲ့အချိန်မှာလိုအတွင်းတိမ်ခွဲစိတ်မှုပြုလုပ်မယ်ဆိုရင်မလိုလားအပ်တဲ့ဒီ communication တွေဝင်နိုင်တာမို့လို့အဲ့လိုအခြေအနေဆိုရင်လည်းမခွဲသင့်သေးပါဘူးနံပါတ်4ကတော့အသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေဖြစ်တဲ့လို့ asthma တို့ဒီ COPD တို့ပေါ့နော်အဲ့လိုမျိုးယောဂါတွေကြောင့်မို့လို့ပက်လက်ကိုကောင်းကောင်းမအိပ်နိုင်တဲ့အခြေအနေကတော့ဒီအတွင်းတိမ်ဖယ်လိုက်လို့အတွင်းတိမ်ခွဲလိုက်လို့ပြန်ပြီးမမြင်ရဘူးပေါ့နော်ခွဲလို့လည်းအကျိုးမရှိတဲ့ဥပမာအားဖြင့်ပေါ့နော်မြင်လွှာယောဂါတွေကြောင့်မို့လို့မြင်လွှာမကောင်းတာဒါမှမဟုတ်ရင်လည်းအာယုံကြောမကောင်းနေတာတို့ရေတိမ်ကြောင့်မို့လို့ဒီအာယုံကြောကပေါ့နော်လုံးဝပျက်စီးသွားပြီးတော့မကောင်းတော့တဲ့အခြေအနေမြင်လွှာရဲ့ဗဟိုမှာဒီအမာရွရှိနေတဲ့အခြေအနေအဲ့လိုမျိုးပေါ့နော်ဒီလိုယောဂတွေကြောင့်မို့လို့အမြင်အာယုံကကျနေတာဖြစ်တဲ့အတွက်ကြောင့်မို့အတွင်းတိမ်ခွဲရင်လည်းပိုပြီးမမြင်နိုင်ဘူးပိုပြီးမကောင်းဘူးဆိုရင်မခွဲသင့်ပါဘူးနံပါတ်6ကတော့ဒါလူနာကိုယ်တိုင်နဲ့ဆိုင်တယ်ပေါ့နော်လူနာကိုယ်တိုင်ကလိုလိုလားလားခွဲစိတ်ခြင်းတဲ့သူမဟုတ်ဘူးပေါ့နော်ခွဲဖို့အတွက်ကိုconcept မပေးဘူးဆိုရင်ခွဲလို့မရပါဘူးဒါလေးကလည်းပေါ့နော်ခဏခဏတွေ့နေလို့ဘာလို့လဲဆိုတော့တာသမီတွေကပေါ့နော်ကိုအဖေမေမမအဖိုးဖွားတွေကိုလိုအတွင်းတိမ်ခွဲဖို့ခေါ်လာကြရဲဒါပေမဲ့ဒီအဖိုးဖွားကိုယ်တိုင်ကလုံးဝမခွဲချင်ဘူးပေါ့နော်ဒီလိုမျိုးကိုင်ကရှင်ကိုယ်တိုင်ကဒီခွဲစိတ်မှုကိုညှင်းဆန်နေတယ်ဆိုရင်လည်းအတင်းဖိအားပေးပြီးတော့မခွဲသင့်ပါဘူး